နိုင်ငံတော်ပြိုကွဲမဲ့အခြေအနေကိုဝါလက်မခံနိုင်မှာပြည်တော်စုပြိုကွဲတိုင်းရင်းသားစီလုံးညီညွတ်မှုပြိုကွဲဟာအချုပ်ချာအာဏာတရုတ်လက်ရောက်ရေးဟာမအားလာရဲ့အဓိကတာဝန်မှာနိုင်ငံတော်ပြိုကွဲမဲ့အခြေအနေကိုဝါလက်မခံနိုင်မှာပြည်တော်စုပြိုကွဲတိုင်းရင်းသားစီလုံးညီညွတ်မှုပြိုကွဲဟာအချုပ်ချာအာဏာတရုတ်လက်ရောက်ရေးဟာမအားလာရဲ့အဓိကတာဝန်မှာဒါဟာဦးလေးမိုက်လာတယ်ဦးလေးအဲ့လိုမိုက်လို့အခုချိန်ဒီမှာတော်ရရမထွက်ကြတာမဟုတ်ဘူးတမီးပြောချင်တာတချင်းကိုပြောတာဩငါဆိုနဲ့တချင်းဟုတ်တယ်ဒါပဲလေဒီကမိုက်ရမယ်ဒါနဲ့ဦးလေးကိုမင်းမယ်တမီးဦးလေးကလေမိုက်တီးရဲ့ညီဆက်ဖြီးလာမိုက်တီးရဲ့ညီဆက်ဖြီးလာလို့ဦးလေးကဆက်ပြဲလို့ပါဟာကျန်ဖမနီးရမှာပဲဆက်ဖြီးရဟာမတ်ကအလင်းကကြောတော့ရွှေမမန္တရာစင်ဆက်ဖဲဆိုတာငါဒါနဲ့တော့ဦးလေးအခုဘယ်လို line ပေါ်မှာအရင်နာမည်ကြီးနေတာနော်ဦးလေးတချင်းတွေတကြောက်လျှောက်တွေ့နေရတာတတိထားနေတော့ဒါကြလော်ဘီရဲ့မျက်စိကြနေဦးမယ်လော်ဘီကအခုဆိုတော်လိုင်းရေးဘက်ကိုစိတ်မရောက်တော့တော်လိုင်းရေးဘက်ကိုစိတ်မရောက်သူတို့ချင်းချင်းဟိုမှာချနေကြပြီတချို့လော်ဘီဆိုအမှန်တမ်းရေးနေကြတယ်အမှန်တမ်းရဦးကလည်းဦးဆိုရင်ရှမ်းပြည်နယ်မှာတော့ဗာလဲစက်တိုင်းလေးကိုအုပ်ချုပ်ရတဲ့ဗာလဲတူဖို့ယူပြီကဆရာမှုပြောချင်တာကဆရာမှုကဒုတိယဘုဇုတ်ကြီးနိုင်ဦးအဲ့ဒုတိယဘုဇုတ်ကြီးနိုင်ဦးနဲ့နောက်ပါလဲဒုဘုဇုတ်ရှိသေးတယ်နောက်ပြဘူးလေစိုးတင်ဆိုတာစိုးဘုဇုတ်ဘုဇုတ်စိုးတင်သူတို့နှစ်ယောက်ကိုခေါ်ပြီးတော့အခုမှစံပြုတ်တိုက်နေပြီအဘပြုတ်တိုက်ဖို့ဆိုပြီးတော့စံပြုတ်ခေါ်တိုက်ကအဲ့ဒါကျန်ဖမဟာတရင်အမှန်နဲ့မတင်လို့ဆိုလိန်ပြီးတင်နေဆိုတော့သူတို့ခေါ်ပြီးတော့ဆက်နေပြီမသိပါဘူးအပြုတ်တိုက်ဖို့လို့ထင်နေတာအဲ့ဒီတော့လည်းဗာလဲအဲ့ဒီမတိုင်တော့လည်းမိုးကုတ်တော့လည်းဒီတိုင်းပဲလေဘိုးကုတ်ပြူအောင်ကြားတယ်ဆိုတော့သူတို့ကဟောတာပြည့်တယ်သူတို့ကအဲ့ဒီဘိုးကုတ်ပြူအောင်ကြားတယ်ဆိုပြီးပြောတဲ့အချိန်မှာဒီဘက်ကတင်နီလာအေးတို့ကမှပန်းစည်းနေတဲ့မှာပြည်သူတွေကကျိုးနေကြပြီအဲ့ဒါဟိုကြားနေဆိုပြီးလိန်တော့သူတို့ကဘယ်လိုမှလိန်နိုင်ရပေါ်ပုံပေါ့အဲ့ကြောင့်သူတို့ပြောတာအချင်းချင်းသူတို့စကားတာလည်းမှာမုံကျိုးလိန်လို့ဖြစ်လို့ချင်းချင်းပဲစကားစမုံကျိုးလိန်စစ်မုံကျိုးလိန်စစ်မုံကျိုးလိန်ဟုတ်တယ်အခုအချင်းချင်းပြီးတော့နောက်ရှိသေးတယ်အခုပါလေသူတို့စစ်တဲ့ lobby ရှိတယ်ဘယ်လိုနောက်မိုင်းဝေလို့ပါလေအဲ့ဟန်ရင်ဦးတို့သူတို့လည်းအခုမှခေါ်ပြီးတော့မှအထူထောင်းနဲ့ဆဲပြီးတော့ဆွဲစီနေပြီဟုတ်လားဘယ်သူကဆွဲစီနေအောင်ဟမ်ဘယ်သူဆွဲစီနေအောင်ဘာလဲသူတို့ဘာအပလာကြီးဆိုတာပဲဟာဆွဲစီကြီးအပလာကြီးအပလာကြီးအပလာကြီးမှဆွဲစီနေကြပြီအဲ့ဒါမှတော့သူတို့ဘာလဲသူတို့ကလိန်နာလိန်နေဘာလဲဂျင်းဟုတ်ပြီးချီးပါနေတဲ့လူတွေကအကုန်လိန်နေတဲ့ပုံစံအဲ့လေတမီးရှင်းပြပါအဲ့ဒီတမီးပြန်ရှင်းပြဘာပဲမြင်လားအားဒါဟာရေငုတ်ကြီးချီးပါတော့မှအပြင်မှာမြန်မာဆိုလို့သူကမှမျက်နှာကိုရှက်လို့ဆိုတော့မပလို့ဆိုတော့မှရေထဲဆင်းတော့မဟုတ်ပြီးချီးပါတယ်ပါလိုက်တော့ချီးရပါဘုံမန်းဆိုတော့ဘောပြန်လိုက်တော့သူကတနာပြန်ရောက်လာတမီးတီးပြီရှေ့ကနေပြီးတော့ဖုံးကွယ်တယ်ဖုံးပြီးသူများပြအောင်လုပ်တယ်ဒါကနေဘူးပေါ်တယ်လို့လိုက်ပေါ်လာပေါ်တယ်ပြီးတော့သူတို့ရပြောတဲ့စကားရတော့ချီးစားပြီးပြောတယ်လို့ပဲသဘောအဲ့သဘောဥပမာပြောပြတာတဘောပေါက်လားမပေါက်ရင်အခုဘကုတ်တော့ဘကုတ်မှရေကြီးနေတော့ပါကြည့်ပါလားအဲ့လိုလေဟာတော်အဲ့လိုမလုပ်ဘူးသမီးကအခုမှဟိုကတ်တွေလည်းစိုက်နေပြီငါတို့ကရှစ်ဖြစ်တော့မှပြောကြတယ်လူကြီးတွေကတိုင်းပြည်မှာမင်းဆုံးမင်းညက်တက်တာနဲ့မှလေကတ်တွေကတ်ကြီးသုံးမှအကုန်ဆက်တော့ဒုက္ခကနာကတရကန္တရကယောဂကန္တရကအခုယောဂကြီးလည်းဖြစ်နေပြီဘေးတော့ကရေကြီးပါကြီးအကုန်လုံးဖြစ်နေပြီဟုတ်ဘူးအခုဆိုမှဟိုကတ်ကြီးတွေမဟုတ်ပါဘူးဓာတ်ပါစိုက်ဟုတ်တယ်ပြောချင်တာကတ်ကြီးတွေမဟုတ်ဘူးဓာတ်ပါစိုက်အဲ့လိုဖြစ်နေနေမျိုးမင်းညီငါမျိုးတို့ပါလေလာရှုလို့ကဘယ်နှမျိုးရှိတာလာရှုကတစ်မျိုးတည်းလေးဦးဆက်ပြရတယ်ဟုတ်တယ်တစ်မျိုးတည်းရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့လာရှုမျိုးမြန်မာနိုင်ငံမှာတစ်မျိုးပဲရှိတာဟုတ်တယ်အခုဘာလို့စက္ကကြဘက်ကရေးထားလို့တော့ဘက်ကရေးထားတယ်ဗါလေတပွဲရေးတယ်လာရှုမျိုးကြာပါပြီဟောနောက်တစ်ပွဲကလည်းလာရှုမျိုးထိန်းနိုင်နေပါပြီတဲ့ဆိုတော့တခါပြောပြန်ကောသူတို့အဖွဲ့ထဲမှာမြင်ကြတဲ့အဖွဲ့ကတပွဲရဲ့ဟိုနိုင်တဲ့အဖွဲ့ကတပွဲဆိုတော့ဒီလာရှုကနှစ်မျိုးများရှိတယ်တစ်ခွက်တစ်မျိုးဆိုတော့နှစ်မျိုးများရှိတာမဟုတ်ဘူးလာရှုကတစ်မျိုးပဲရှိတာသူတို့ကလာနိုင်ငံနဲ့ကြလာတဲ့ကိုသူတို့ချင်းချင်းကိုကိုယ်နဲ့ညှိမရဘူးသူတို့ချင်းချင်းကိုအဲ့လိုကတ်လိန်နေကြတာဗောကတ်လိန်နေရအရှိသေးတယ်ဗါလဲအဲ့လိုလိန်နေတဲ့လူတွေတော့သူကဗါလဲတချင်းဆိုတာတော့ရှိသေးတယ်ငုံအဲ့တချင်းနဲ့ငါဖွင့်ပြမယ်နားတော့နား
ပြန်ဟေ့မူတာဝါဒစကားလုံးတွေနဲ့ရှင်းလင်းပွဲလုံးကြတဲ့ဇော်မဲလုံးနဲ့အောက်ဆွဲတတိုက်ရဲ့ကလိန်ကြီးလုံးတဲ့ပွဲကိုဖဲကိုပြန်ချိုးတဲ့ကွယ်ရဲ့ပြည်သူများကမယုံကြတယ်ဒါလည်းမရှက်ပဲလိန်မြဲပါပဲကွယ်မင်းတို့လိန်နှမြတို့အတွက်ဟာတာတပုတ်ပဲကွယ်ခိုးလူပြန်ဟေ့မူတာဝါဒစကားလုံးတွေနဲ့ရှင်းလင်းပွဲလုံးကြတဲ့ဇော်မဲလုံးနဲ့အောက်ဆွဲတတိုက်ရဲ့ကလိန်ကြီးလုံးတဲ့ပွဲကိုဖဲကိုပြန်ချိုးတဲ့ကွယ်ရဲ့ပြည်သူများကမယုံကြတယ်ဒါလည်းမရှက်ပဲလိန်မြဲပါပဲကွယ်မင်းတို့လိန်သမျှတို့အတွက်ဟာတာတပုတ်ပဲကွယ်ပြည်သူတွေကိုကွယ်ရှော့ကားတွေ့ရင်တကယ်ဒီမဲတာဝမာကြီးမမဲကြီးတဲ့တို့ရဲ့ညနှလုံးသားကိုခိုးတိတ်ကလို့ထင်ရင်မကြခင်တတ်ပြရမယ်မင်းတို့အကွက်တွေရိုးလွန်ပါတယ်တိနေလျက်နဲ့အလုံးလိမ့်နဲ့ဘရင်ယူတဲ့တာဝရဲ့ရာသပလင်းနဲ့နေနဲ့တန်လားဟဲ့အမဲယူရေကဟင်းအိုသူအာမနာဘူးကွယ်တခိုးလူပြန်ဟေ့မူတာဝါဒစကားလုံးတွေနဲ့ရှင်းလင်းပွဲလုံးကြတဲ့ဇော်မဲလုံးနဲ့အောက်ဆွဲတတိုက်ရဲ့ကလိန်ကြီးလုံးတဲ့ပွဲကိုဖဲကိုပြန်ချိုးတဲ့ကွယ်ရဲ့ပြည်သူများကမယုံကြတယ်ဒါလည်းမရှက်ပဲလိန်မြဲပါပဲကွယ်မင်းတို့လိန်သမျှတို့အတွက်ဟာတာတပုတ်ပဲကွယ်ပြည်သူတွေကိုကွယ်ရှော့ကားတွေ့ရင်တကယ်ဒီမဲတာဝအမားကြီးမမဲကြီးတဲ့တို့ရဲ့ညနှလုံးသားကိုဟိုတိတ်ခစ်လို့ထင်ရင်မကြခင်တတ်ပြရမယ်မင်းတို့အကွက်တွေရိုးလွန်ပါတယ်တိနေလျက်နဲ့အလုံးလိမ့်နဲ့ဘရင်ယူတဲ့တာဝရဲ့ရာသပလင်းနဲ့နေနဲ့တန်လားဟဲ့အမဲယူရေကဟင်းအိုသူအာမနာဘူးကွယ်